အီရန်နိုင်ငံရဲ့ခေါင်းဆောင်သစ်ဖြစ်လုပ်ကြံတပ်ဖြတ်ခံလိုက်ရတဲ့ဘာသာရေးဥဆောင်ယာဒူလာလီခါမီနီရဲ့သားမော့ရှ်တာဘာခါမီနီကိုရွေးချယ်လိုက်ပြီလို့အီရန်ကလာတဲ့သတင်းတွေကဖော်ပြပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ရဲ့ပူးပေါင်းတိုက်ခိုက်မှုကြောင့်တိုင်းပြည်တွင်လုံခြုံရေးဆိုင်ရာအကြက်တဲတွေရင်ဆိုင်နေရချိန်မှာခေါင်းဆောင်ပိုင်းနဲ့အုပ်ချုပ်ရေးကဏ္ဍအတွက်အလင်းမြန်ဆောင်ရွက်လိုက်တာလို့ဆိုပါတယ်။ခေါင်းဆောင်ရွေးချယ်ရေးကိုမြို့တော်တီဟီရန်ရဲ့တောင်ဘက်ကီလိုမီတာ140လောက်ဝေးတဲ့ကွင်းဆိုတဲ့မြို့မှာကျင်းပဖို့စီစဉ်ထားပေမဲ့အဲ့ဒီအဆောက်အဦကိုအမေရိကန်နဲ့အစ္စရေးတို့ကဘုံကျဲဖျက်ဆီးလိုက်တာကြောင့်ခေါင်းဆောင်တွေရွေးချယ်မှုကိုအွန်လိုင်းကနေပဲဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ခေါင်းဆောင်တွေရွေးချယ်တင်မြှောက်တဲ့အကြောင်းကိုအီရန်အစိုးရကတော့တရားဝင်ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။မော့ရှ်တာဘာခါမီနီရဲ့ဖခင်အယာတိုလာခါမီနီယာအမေရိကန်နဲ့အစ္စရေးတို့ရဲ့ပူးတွဲစစ်ဆင်ရေးစတင်တဲ့ပထမနေ့ဖေဖော်ဝါရီလ28ရက်နေ့ကလေးကတည်ဆုံသွားခဲ့ပြီဖြစ်ပါတယ်။အယာတိုလာခါမီနီမှာသား၄ယောက်နဲ့သမီး2ယောက်စုစုပေါင်း6ယောက်ရှိပါတယ်။မော့ရှ်တာဘာခါမီနီယာဒုတိယမြောက်အကြီးဆုံးသားဖြစ်ပါတယ်။သူဟာသားသမီးတွေထဲမှာနိုင်ငံရေးကိုထဲထဲဝင်ပါဝင်ဆောင်ရွက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကျန်သားသမီး9ဦးထဲကသားအကြီးဆုံးကတော့တရားဟောဆရာဖြစ်ပြီးကျန်တဲ့လူတွေကတော့တာမန်အရက်သားတွေဖြစ်ပါတယ်။အယာတိုလာခါမီနီဟာအသက်ကြီးလာတာရောသူတစ်ခုဖြစ်ပြီးရုတ်တရက်ကွယ်လွန်သွားရင်ဆိုတဲ့စိုးရိမ်မှုတွေကြောင့်သူ့အရိုက်ရာဆက်ခံမဲ့သူကိုအီရန်ထိပ်တန်းခေါင်းဆောင်တွေကကြိုတင်ရွေးချယ်ထားခဲ့ကြတယ်လို့နှိစက်သူတွေကပြောပါတယ်။ Burma Voice Media ပါ